想
ဟုတ်ကဲ့ကျွန်တော်တို့ဒီတချင်းဆိုရင်အဖြစ်ကျွန်တော်တို့ဝါနဲ့ကြေကွက်ချင်းများစွာတွေးထွက်တန်ယူများစွာကျွန်တော်တို့မျက်ရည်များစွာခွဲခွာခြင်းများစွာဆုံးချိုးခြင်းများစွာကိုခံစားနေကြရတဲ့ကျွန်တော်တို့ရဲ့တွေးချင်းညီကိုတွေအတွက်ကျွန်တော်ရည်ဖွက်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကချင်ပြည်နယ်မှာဆိုရင်ဒီစီးရဲတန်ကိုခံစားနေကြရတာဆိုရင်အဖြစ်ကျွန်တော်တို့10နှစ်ကျော်သွားပါပြီအခုဆိုရင်ကျွန်တော်တို့တိုင်းသားဒေသတွေဖြစ်ကြတယ်ကချင်ပြည်နယ်ကရင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ချမ်းပြည်နယ်ဒီလိုပြည်နယ်တွေမှာအဓိကအဖြစ်ပေါ့နော်ကျွန်တော်တို့ရဲရဲဆက်ဆက်တပ်ဖြတ်ချင်းပြည်သူတွေကိုအပြစ်မဲ့ပြည်သူတွေကိုကျွန်တော်တို့အများကြီးပေါ့နော်ရဲရဲဆက်ဆက်ကျွန်တော်တို့အလူးလိမ့်ခံစားကြရပါတယ်ကျွန်တော်တို့မုံရွာတစဲဒီစကိုင်းတိုင်းဘက်မှာနေလဲကျွန်တော်တို့အဲ့လိုပဲထိုနည်းတူ၎င်းကျွန်တော်တို့ရဲရဲဆက်ဆက်ကျွန်တော်တို့အလူးလိမ့်ခံစားနေကြရပါတယ်ကျွန်တော်တို့တိုင်းမခတ်ထားတာတစ်ခုတည်းပါပဲကျွန်တော်တို့အားလုံးကစီပီဒုက္ခတွေဖြစ်နေကြပါတယ်ဒီတချင်းကိုနားဆင်ခြင်းအဖြစ်ကျွန်တော်တို့တယောက်နဲ့တယောက်ဂရုဏာလေးတက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တယောက်နဲ့တယောက်အစာနာတတ်တဲ့စိတ်ကလေးရှိခဲ့မယ်ဆိုရင်တော့ဝမ်းသာမှာပါကျေးဇူးလည်းတင်ပါပါပြီးကြရင်ဒီတချင်းကိုအထားများလာအောင်ပြီးမြောက်လာအောင်ကျွန်တော်တို့ဖက်ဖက်ကနေအပံပိုးကူညီပေးခဲ့ကြတယ်ကျွန်တော်တို့အလူရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်ပြီးကြရင်ဒီတချင်းမှာဒီဆိုပါဝင်ပေးခဲ့ကြတဲ့ကျွန်တော်တို့ညီငယ်ညီမတွေအားလုံးကိုလည်းဒီကနေကျွန်တော်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် thank you ပါ